ကမဟုတ်တဲ့နေရာမှာသွားပြီးတော့ကတော့နေကြဟာလားဒီကညာနေကြတော့မကြကြဘူးတိုင်းရင်သားချင်းချင်းညီညွတ်ဖို့နေတတ်ဗမာကြီးကန်တဲ့ nationality ဘောလုံးပွဲမှာတော့စင်ကုန်တင်းနဲ့နေပြီးတော့တည်ရနေဖြစ်လို့ခေါင်းနေကျိုးတယ်လို့ကျုပ်ကြားနေတဲ့မှာဖတ်လိုက်ရတယ်ဟာလားအဲ့လိုစိုက်ကျင်တွေကြောင့်တော့ဗမာတွေစီးကိန်းတိုင်ပွဲမှာစောက်ရှက်ကွဲတာဟာလားကိုလည်းကိုမလုပ်ကြဘူးနေရင်ပြန်မောင်းတဲ့သူကနေရင်ပြန်ကိုကောင်းကင်ပေါ်မှာမမောင်းမဲ့တဲခွင်းနဲ့ကိုစင်မောင်းတော့ပါမဆိုင်ညမဆိုင်ဆိုင်ကဲမောင်းတဲ့ဥပြကကြားတဲ့ကနေသိရဟာလားအဲ့တလုံးကိုနိုင်ငံတော်ဆိုရက1500နဲ့ချပေးတော့တသိန်း1000ပေးဝယ်ရတယ်လို့တချို့ကပြောကြတချို့အုတ်ချုပ်ရဲမှုမိမရဆိုပေါင်းဆိုင်နေတော့ထပွင့်ကြတယ်ဟာလားအဲ့ဒါလို့စောက်ချင်တွေရှိနေတာကားလည်းမလုံးမဲ့ကျုပ်တော့ဗမာပြည်ကြီးမဲ့ပေါင်းတလုံးကို90နဲ့ချပေးတာတော့ငါတော့ပေးဝယ်ရမယ်လို့ကျုပ်ကရဲရဲကြီးပြောရတယ်